Number 3လမ်းခွဲခြင်းလမ်းခွဲတဲ့အခါမှာအချီးတန်တဲ့တိုက်ပွဲတွေမဖြစ်အောင်ကြိုတင်ကာဝယ်ပေးနိုင်တဲ့အရာတစ်ခုရှိတယ် Shotgun clause လို့ခေါ်တယ်အဲ့ဒါဘာလို့ဆိုလို့လဲဆိုတော့ဥမာမင်းနဲ့မင်းတငယ်ချင်းကိုအောင်က partnership လုပ်ကြတယ် coffee ဆိုင်ထောင်ထားတယ် 50-50 share နဲ့တီထောင်ထားတယ်ဆိုပါစို့ငါကလည်းအဆင်ပြေနေတယ်ဒါပေမဲ့တနေ့မှာစိုင်ခွဲတစ်ဖွင့်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့နှစ်ယောက်ကြားထဲမှာအကြီးကျယ်သဘောထားကွဲလွဲကြတယ်မင်းကစိုင်ခွဲတစ်ဖွင့်ခြင်းနဲ့ကိုအောင်ကမဖွင့်ခြင်းဒီကိစ္စကြောင့်လုပ်ငန်းကရှေ့ဆက်ဖို့လည်းမလွယ်ဘူးအချင်းချင်းလဲစကားမပြောနိုင်ရသည်ဖြစ်သွားတယ်ဒီလိုအခြေအနေမှာနှစ်ယောက်စလုံးရဲ့ partnership agreement စာချုပ်ထဲမှာ shotgun clause ဆိုတဲ့အချက်ပါနေခဲ့မယ်ဆိုရင်ဒီ shotgun ကိုအသက်သွင်းလိုက်လို့ရတယ်။ဘူးကတော့ရှင်းရှင်းလေးပဲမင်းကဈေးတစ်ခုဖြတ်ရမယ်။အဲ့ဒီဈေးကတော့ coffee ဆိုင်ရဲ့ share တစ်စောင်ကိုဒေါ်လာ1000ထားပါတော့အဲ့လောက်နဲ့ဈေးဖြတ်တယ်ဆိုတာမျိုးပေါ့။အဲ့လိုမင်းကဈေးဖြတ်လိုက်တဲ့အချိန်မှာအခုဆိုရင်မင်းရဲ့ partner ကိုအောင်မှာရွေးချယ်စရာလမ်းနှစ်ခုပဲရှိတော့တယ်။ပထမတစ်ခုကဝယ်မလားဒုတိယတစ်ခုကရောင်းမလားဝယ်မလားဆိုတာကကြတော့မင်းရဲ့ share တွေအားလုံးကို तू ကမင်းခေါ်တဲ့ဈေးနဲ့ပဲသူ့ဘက်ကပြန်ဝယ်လိုက်မယ်အဲ့ချိန်မှာမင်းကပတ်စံယူပြီးတော့ထွက်သွားရမယ် तू က100%ပိုင်ရှင်ဖြစ်သွားမယ်ရောင်းမလားဆိုတဲ့ option ကကြတော့သူ့ရဲ့ share အကုန်လုံးကိုအဲ့ဒီဈေးနဲ့မင်းကိုအကုန်ရောင်းလိုက်မယ် तू ကပတ်စံနေယူပြီးထွက်သွားမယ်မင်းက100%ပိုင်ရှင်ဖြစ်မယ်အရေးကြီးတဲ့အချက်ကကြတော့ကိုအောက်မှာငင်းဆန်ပိုင်ခွင့်မရှိပါဘူးအပေါ်ကလမ်းနှစ်ခုတည်းကတစ်ခုကိုမဖြစ်မနေရွေးချယ်ရမယ်ဒါကြောင့်မလို့ဒီ clause ကို shotgun လို့တင်စားပြီးခေါ်ဝေါ်တာဖြစ်ပါတယ်တယောက်ကတနတ်ထုတ်ချိန်လိုက်ရင်ကြံတယောက်ကမဖြစ်မနေတုံ့ပြန်ရတယ်လို့ပါပဲဒါကလုံးဝလမ်းခွဲလိုက်ရတဲ့အခြေအနေအတွက်ပါဒါပေမဲ့လမ်းမခွဲခင်မှာရောနေ့စဉ်လုပ်ငန်းတွေမှာရောသဘောထားကွဲလွဲရင်ဘသူစကားအတီးဖြစ်ရမှာလဲအဲ့ဒါကိုနောက်ဗီဒီယိုထဲမှာပြောပြပေးသွားပါမယ်နံပါတ်4ချက်ကိုစောင့်ကြည့်ပေးပါ